ဒီနေ့မှာတော့ natural beauty ဆိုတဲ့အကြောင်းလေးကိုပြောကြတာပေါ့ဂျင်လဲဆော့တဲ့အစားအသောက်တွေလည်းစနစ်တကျစားရဲဆိုရင်ကြွက်သားတွေကြီးထွားလာမယ်ဆိုပြီးတော့သိထားကြတယ်ဒါပေမဲ့တကယ်နောက်ွယ်မှာဒီမာဆယ်တွေကိုကြီးထွားစေတဲ့အကြောင်းအရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ anabolic hormone တွေပါပဲ enhanced body builders တွေက steroid hormone တွေကိုထိုးပြီးတော့သူတို့ရဲ့ခန္ဓာကိုယ်ကိုဒီကြွက်သားတိဆောက်တဲ့ hormone တွေနဲ့ပြည့်နှက်နေအောင်အတင်းအဓမ္မလုပ်ယူပြီးတော့ဒီမာဆယ်တွေကိုတိဆောက်ကြတယ်ဒါဆိုရင် natural သမားတွေအနေနဲ့ဘေးရွက်ဆိုးကျိုးမရှိဘဲနဲ့ဆေးထိုးစရာမလိုဘဲနဲ့သူတို့ရဲ့ခန္ဓာကိုယ်ကိုဒီကြွက်သားတိဆောက်တဲ့ hormone တွေနဲ့ပြည့်နှက်နေအောင်သဘာဝအတိုင်းဖန်တီးယူလို့ပေါ့မရနိုင်ဘူးလားဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ sport nutritionist ဒေါက်တာအောင်မဖြစ်ပါတယ်ကြွက်သားတိဆောက်မှုကိုအားပေးတဲ့ anabolic hormone တွေဖြစ်တဲ့ growth hormone testosterone နဲ့ insulin တွေကဘယ်အချိန်မှာဘယ်အခြေအနေမှာနဲ့ဘာလုပ်ရင်ပိုထွက်တယ်ဆိုတာကိုသိထားတယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဆေးထိုးစရာမလိုဘဲနဲ့ခန္ဓာကိုယ်ကို anabolic environment တစ်ခုဖြစ်အောင် lifestyle factors တွေနဲ့သဘာဝအတိုင်းဖန်တီးယူလို့ရပါတယ်ဒီ lifestyle factors တွေကိုပဲကျွန်တော်က natural beauty ဆိုပြီးတော့တင်စားချင်ပါတယ်ပထမဆုံး natural beauty ဆေးကတော့ deep sleep လို့ခေါ်တဲ့နှစ်ခြိုက်အိပ်စက်ခြင်းပါပဲဒီကြွက်သားကြီးထွားမှုအတွက်အဓိကလိုအပ်တဲ့ growth hormone တွေကညဘက်နှစ်ခြိုက်အိပ်ပျော်တဲ့အဆင့်မှာပဲအများဆုံးထွက်တာနောက်ပြီးတော့ကျွန်တော်တို့ရဲ့ကြားဟော်မုန်းကျွန်တော်တို့ရဲ့80%ကလည်းညဘက်အိပ်တဲ့အချိန်မှာပဲထွက်တာဒါကြောင့်အေးပြက်လိုက်တာနဲ့သွေးတွင်းကိုရုံး level တွေရောကျသွားမယ် growth hormone ကလည်းအထွက်နည်းသွားပြီးတော့ဒီကြွက်သားတိဆောက်မှုကိုဟန်တားပါလိမ့်မယ်လေးလာတွေးရှိမှုတွေအရဒီအေးပြက်တဲ့သူတွေမှာ testosterone level က 10 to 15% ထိရောကျသွားတယ်ဆိုပြီးတော့ဖော်ပြထားတယ်နော်အဲကြောင့်ဒီကြွက်သားတိဆောက်နေတဲ့သူတွေအနေနဲ့တစ်နေ့ကိုအနည်းဆုံး9နာရီကနေ9နာရီလောက်ထိကိုဒါအရည်အသွေးရှိအိပ်စက်ဖို့လိုအပ်ပါတယ်ဆိုတော့ဒီအိပ်စက်ခြင်းဆိုတာကသဘာဝကပေးတဲ့ပြီးစေးတစ်မျိုးပါပဲဒုတိယချက်ကတော့အသားဓာတ်စားတိုင်းမှာဂစီဓာတ်ပါအောင်စားပေးပါပေါ့နော်ကြွက်သားတိဆောက်နေတဲ့သူတွေအနေနဲ့ဂစီဓာတ်ကိုမကြောက်ပါနဲ့ဂစီဓာတ်စားမှသာလျှင်ခန္ဓာကိုယ်ရဲ့အကောင်းဆုံးကြွက်သားတိဆောက်ရေးဟော်မုန်းဖြစ်တဲ့ insulin တွေပို့ပြီးတော့ထွက်စီမှာပါဆိုတော့ကျွန်တော်တို့ကအသားစားတိုင်းမှာတော့ထမင်းစားတာမှန်ပြီမဲ့ဒီ whey protein တွေတောက်တဲ့အခါမှာတူကြီးမတောက်ဖ ೇನೆ ဒီ carbohydrate source တွေဖြစ်တဲ့ငပြောသီးနဲ့တွဲပြီးတော့တောက်မလားအုတ်မီးနဲ့တွဲတောက်မလားပေါင်မိုလေးနဲ့တွဲစားမလားဒါမျိုးလေးလုံးတင်ပါတယ်เนาะကျဲဥဆိုလဲ9လုံး10လုံးကိုတူကြီးတက်စားမဲ့စားဒီတခြား carbohydrate source လေးနဲ့တွဲပြီးတော့စားပြီးတဲ့အကျင့်လောက်ပါဘောเนาะဒါမှသာလျှင်ကိုစားလိုက်တဲ့အသားဓာတ်တွေကဒီ insulin ရဲ့ action ကြောင့်ဒီကြွက်သားတွေကိုမြန်နဲ့များရောက်စေမှာတတိယချက်ကတော့ heavy compound exercise တွေလုပ်ခြင်းပါပဲ squat deadlift လိုမျိုးဒီကြွက်သားအုပ်စုအများကြီးပါတဲ့လေ့ကျင့်ခန်းတွေကိုတစ်ခါတည်းလေးလံလုပ်ခြင်းကလည်း anabolic hormone တွေဖြစ်တဲ့ testosterone နဲ့ IGF-1 တွေကိုပို့ပြီးတော့ထွက်စေပါတယ်ဆိုတော့လေးမတယ်ဆိုတာကဒီကြွက်သားတွေကိုလှုံ့ဆော်မှုတစ်ခုပေးုံမျှပဲမဟုတ်ဘဲနဲ့ဒါဟာ hormone တွေပို့ထွက်ဖို့ဆိုတဲ့ရည်ရွယ်ချက်လည်းပါပါတယ်နောက်နံပါတ်4 natural beauty ဆေးကတော့ကောင်းတဲ့အဆီတွေကိုစားပေးခြင်းပါပဲကျွန်တော်တို့ရဲ့တုံကြားဟော်မုန်းကဒီကိုလက်စထရောလို့ခေါ်တဲ့အဆီကနေတစ်ဆင့်ဆင်းသက်လာတာပေါ့နော်။ဒါကြောင့်ဒီအဆီစားနေတဲ့သူတွေမှာဆိုစရုံးပမာဏ10 to 15% ထိရောကျသွားတယ်ဆိုပြီးတော့သုတေသနမှတ်တမ်းတွေကဖော်ပြထားတယ်။ဆိုတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာဒီကောင်းတဲ့အဆီတွေဖြစ်တဲ့ကြက်ဥတွေ၊ဆယ်မွန်ငါးတွေအဆီအဆန်တွေထောပတ်သီးတွေနဲ့ဒီတန်လွင်စီဒါမျိုးတွေကိုဒါမဖြစ်မနေထည့်သွင်းစားသောက်ဖို့လိုအပ်ပါတယ်။နောက်ဆုံးနံပါတ်5တစ်ချက်ကတော့စိတ်ဖိစီးမှု stress ပါပဲ။စိတ်ဖိစီးမှုတွေများလာတဲ့အခါမှာဒီကြွက်သားတွေကိုဖျက်ဆီးတတ်တဲ့ cortisol ဆိုတဲ့ stress hormone တွေများလာပါတယ်။ဒါကြောင့်ဒီကြွက်သားတိဆောက်နေတဲ့ကာလမှာစိတ်ဖိစီးမှုကင်းအောင်နေခြင်းကလည်းခန္ဓာကိုယ်ကို anabolic environment ဖြစ်အောင်တော်ရိုက်သောအဖြစ်ကူညီပေးရရောက်ပါတယ်။အနည်းပြန်ချုံရမယ်ဆိုရင် natural beauty ဆေး5မျိုးကနံပါတ်1 deep sleep နှစ်ခြိုက်အိပ်စက်ခြင်းပါနံပါတ်2အသားဓာတ်စားတိုင်းမှာဂစီဓာတ်ပါအောင်စားပေးပါနံပါတ်3 heavy compound exercise တွေလုပ်ခြင်းပါနံပါတ်4ကောင်းတဲ့အဆီတွေစားပေးခြင်းပါနံပါတ်5စိတ်ဖိစီးမှုကင်းအောင်နေခြင်းတို့ပဲဖြစ်ပါတယ်ဒီနေရာမှာတခုတော့ကျွန်တော်အမှန်တိုင်းကြိုပြောပြရဘူးအခုကျွန်တော်ပြောပြခဲ့တဲ့သဘာဝအတိုင်းဟော်မုန်းမြင့်တင်တဲ့နည်းလမ်းတွေကဒီဓာတုဆေးဝါးတွေသုံးတဲ့သူတွေလောက်တော့ဒီကြွက်သားတွေကို3လအတွင်း6လအတွင်းရုတ်တရက်ကြီးထွားစေတဲ့အဖက်မျိုးတော့ပေးမှာမဟုတ်ပါဘူးဒါပေမဲ့မိတ်ဆွေက natural သမားတယောက်ဆိုရင်ကျွန်တော်အခုပြောပြခဲ့တဲ့ natural beauty ဆေး5မျိုးကိုပုံမှန်လေးလိုက်နာကျင့်သုံးသွားမယ်ဆိုရင်ခန္ဓာကိုယ်ထဲမှာဒီကြွက်သားတိဆောက်တဲ့ဟော်မုန်းတွေနဲ့ပြည့်နှက်နေတဲ့ anabolic environment တစ်ခုကိုဘေးကင်းနဲ့ဈေးပေါ်နဲ့တိဆောက်နိုင်မယ်ဆိုတာကျွန်တော်ရဲအာမခံရပါတယ်အားလုံးစင်ပေးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်